စီမီတန်လာတယ်ဒီဘွေးနဲ့တွေ့ရတာအဲ့ဒီမှာမင်းဒီကလေးသက်ရတယ်ဘယ်တော့ကဘက်ရှာတယ်ခရပြပါလေတိုင်းရရောက်တိုင်းဘယ်မှာရှာတယ်ခင်ဗျာရေကောအေးမဲဟိုလူကဖြုတ်လို့ရတယ်ပြီးရင်50နဲ့40ဘုံနဲ့တောင်းကြတဲ့ဆိုတယ်လဲလေအကွေရကိုကျွန်တော်ပြောပြလိုက်နော်ပြောပြီးစားတယ်အားလုံးကဘုန်းနဲ့ကတော်မှန်းလို့ရှိရင်နိုင်တော့ချင်းတူတော့အကြီးလေးတော့နော်အဲ့ဒါချွေးတူကြီးနိုင်တယ်လို့ကိုယ်လည်းနိုင်ချွေးပြီးရအောင်နော်အေးရတယ်အဲ့ဒါနိုင်တယ်လို့ရှိရင်ချွေးသက်တယ်ရုပ်သွားတယ်50သူလည်းလေးကူပဲလားနည်းနည်းလေးကူပဲသူလည်းတော့ကောင်းတယ်ဘာရောက်မင်းလည်းကြာနေပြီလို့